ထမလုံးက69ရာခိုင်နှုန်းနဲ့69ရာခိုင်နှုန်းဗျာမချိတ်ပြီးပက်ထရယ်ပြန်ညှိနေတယ်69ရာခိုင်နှုန်းဖြစ်နေတယ်အနှုတ်8 ampere နဲ့ပြန်ပြီးတော့ discharge current discharge ပြန်နှုတ်နေတယ်သူကဘာလဲဆိုရင်69ရာခိုင်နှုန်းအနှုတ်8ဒီကောင်အနှုတ်2.2 ah ကွာပလက်ပြန်ပြီးတော့ပြန်ညှိပြီး balancer ပြန်ညှိတယ်4 point 7.တက်လာပြီသူတို့ညှိပြီးနေတယ် balancerရာခိုင်နှုန်း69ရာခိုင်နှုန်းပထမလုံးကိုပဲသူကပြပေးနေတယ်တဲ့ပထမပြန်မဲ့ချိန်တဲ့လုံးကိုပဲပြပေးနေတယ်ပြန်ချက်လုံးပြပေးနေတယ်အေးရပထမလုံးမှာချိန်တယ်တဲ့တန်ဘောက်ကအင်ဗာတာ PMS မှာသွားတယ်တန်ဘောက်က PMS မှာသွားတယ်ဒုတိယကမှာသွားတယ်မယ်ပြီးမှသွားမယ်ဒီကဒီနေ့လုံးတညလုံးဒီနေ့ည6နာရီလောက်တည်းဒီနေ့မနေ့8နာရီလောက်တည်းတညလုံးပါအားလုံးလည်းမနေ့8နာရီလောက်တည်းဖွင့်ထားတယ်